မွေးထားတဲ့သားလေးကပီကေတိုနဲ့မတူပဲကိုရီးယားမင်းသားနဲ့တူနေရတဲ့လျှို့ဝှက်ချက်ကိုပို့ချပြုခင်ပြောပြီးမွေးလာတဲ့သားကျော်လေးကဖခင်ဖြစ်သူကိုပီကေတိုနဲ့မတူပဲနာမည်ကျော်ကိုရီးယားမင်းသားတယောက်နဲ့ချစ်စွတ်တူနေတယ်ဆိုပြီးကြွားလုံးထုံလာတာကပို့ချပြုခင်မှာအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာမင်းသမီးကျော်ပို့ချပြုခင်ဟာသူ့ရဲ့ဒုတိယမြောက်သားလေးကိုအောင်မြင်စွာမွေးဖွားခဲ့ပါတယ်။ဒါဟာသူတို့မိသားစုကြီးတစ်ခုလုံးအတွက်တော့9ယောက်မြောက်ရှင်သွေးလေးလည်းဖြစ်ပါတယ်။ပိုးကြပြုခင်တယောက်ကိုဝင်ဆောင်ထားစဉ်ကာလတစ်လျှောက်လုံးမှာကလေးကပြည်သက်တွေကရှင်သွေးလေးအတွက်ရန်ကုန်စိတ်ဝင်တစားနဲ့အားပေးချစ်ခင်ခဲ့ကြတာပါ။အခုမွေးဖွားလာတဲ့အခါမှာလေတားလေးကဖြူဖြူဖွေးဖွေးကြီးကြီးလင်းလင်းလေးနဲ့အရန်ကိုချစ်စရာကောင်းလို့ပိုးကြပြုခင်ကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေသူရဲ့မိဖက်စီးပွားရေးသမားတွေလုပ်ဖို့ကိုင်းဘက်တွေအားလုံးကဝမ်းသာပီတိဖြစ်နေကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဇလန်ကအဲ့ဒီမှာမပြီးပါဘူးပို့ပြီးစိတ်ဝင်စားစရာကောင်းတာကတားလေးရဲ့မျက်နှာကိုမြင်လိုက်ရသူတိုင်းကဟာကလေးလေးကဖေဖေပီကေတွန်းနဲ့မတူဘူးဆိုပြီးတညီတညွတ်တည်းပြောလာကြတာပါပဲဒါဆိုဘသူနဲ့တူနေလဲပိုးကြပြုခင်ကိုယ်တိုင်ကသူ့ရဲ့တားလေးဟာနာမည်ကျော်ကိုရီးယားမင်းသားလီကျွန်းကီနဲ့အရန်ကိုချစ်စွတ်တူနေပါလေဆိုပြီးပြောလာတာပါလီကျွန်းကီဆိုတာကတော့ပြည်သက်ကြီးလည်းသိမှာပါနာမည်ကျော်ကိုရီးယားဒရမာဇာတ်ကားဖြစ်တဲ့မိုးလပါဇာတ်ကားထဲမှာစတုတ်တာမင်းသားဝန်ဆိုအဖြစ်အကောင်ဆုံးတည်ယူဆောင်ခဲ့တဲ့မင်းသားကျော်လေးဖြစ်ပါတယ်မိမိပိုးချပြုခင်တယောက်ကတော့သူ့သားလေးကဖခင်ဖြစ်သူနဲ့မတူပဲတလောက်နာမည်ကြီးပြီးချောမောတဲ့ကိုရီးယားမင်းသားနဲ့တူနေတဲ့အပေါ်မှာတော်တော်လေးကိုဂျင်းနဲ့ပီတီဖြစ်နေပြီးအရှမ်းကိုဂုဏ်ယူနေတာကိုတွေ့ရပါတယ်ပိုးချပြုခင်ရဲ့အငယ်ဆုံးသားကအဖေပီကေထွန်းနဲ့မတူပဲကိုရီးယားမင်းသားနဲ့တူနေရတဲ့လျှို့ဝှက်ချက်ကိုလည်းပိုးချပြုခင်ကိုယ်တိုင်ကပျော်ပျော်ရွှင်ရွှင်နဲ့ဖွင့်ချပြပြခဲ့ပါတယ်။အဲဒါကတော့တခြားမဟုတ်ပါဘူး။သူမသားလေးကိုကိုဝင်ဆောင်ထားစဉ်တော်တွင်မှာအဲ့ဒီမောလာပါကိုရီးယားကားဇလန်တွေကိုအရန်ဆွဲပြီးတော့သုံးခါတီတီပြန်ကြည့်ခဲ့လိုပါတယ်။ကိုဝင်ဆောင်ချိန်မှာကိုအမြဲတမ်းကြည့်နေရတဲ့သဘောကျနေရတဲ့မင်းသားရဲ့ရုပ်ရည်ကိုတားလေးကရရှိလာတာဖြစ်တဲ့ဆိုပြီးပိုးချပြုခင်ကသူ့ရဲ့ gazing လို့ခေါ်တဲ့ပုံတွေကိုကြည့်ပြီးကလေးရုပ်ရည်ဆူတောင်းတဲ့ theory အောင်မြင်သွားတဲ့အကြောင်းပြောပြလာတာပါအခုဆိုရင်တော့ပိုးချပြုခင်အောင်သူ့ရဲ့ကိုရီးယားမင်းသားလေးနဲ့တူတဲ့တားငယ်လေးကြောင့်အရှမ်းကိုဂုဏ်ယူပြီးအင်တာနက်ပေါ်မှာတားလေးရဲ့ဓာတ်ပုံလေးတွေကိုချပြလာတာဖြစ်ပါတယ်ဒီပေါ်မှာတော့တချို့ပရိသတ်တွေကလည်းမှတ်ချက်တွေပေးကြပါတယ်ပိုးချပြုခင်ကိုယ်တိုင်ကနိုင်ငံကျော်ထိပ်တန်းရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တယ်လို့လက်ထပ်ထားတဲ့ခင်မွန်းတဲ့ကလည်းထိပ်တန်းတထေးကြီးတစ်ယောက်ဖြစ်တာကြောင့်ဒီလိုမျိုးရုပ်နဲ့ဒီလိုဘဝအနေထားမှာဒီလောက်ချစ်စရာကောင်းတဲ့တာမျိုးမွေးတာမဆန်းပါဘူးဆိုပြီးချီးကျူးနေကြတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရောမေမေပိုးချပြုခင်မွေးလာတဲ့တာလေးကဖေဖေပီကေထွန်းနဲ့မတူပဲကိုရီးယားမင်းသားလီကျွန်းကီနဲ့တကယ်ပဲတူနေတယ်လို့ထင်ပါသလားကိုဝင်ဆောင်ချိန်မှာကိုသဘောကျတဲ့မင်းသားဇလန်းတွေကြည့်ရင်တကယ်ပဲကလေးကသူတို့နဲ့တူလာနိုင်တယ်လို့ယုံကြည်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာပြောပြသွားကြပါအောင်ရှင်